အခုတစ်ပတ်မှာတော့အလူမီနီယံပတင်းတကားတွေရွေးချယ်တက်ဆင်ချိန်မှာတွက်ဖက်အသုံးပြုမဲ့မှန်တွေအကြောင်းကိုလည်းမဖြစ်မနေထည့်သွင်းစဉ်းစားရမယ်ဆိုတာကိုပြောပြပေးသွားမှာပါမိမိတက်ဆင်အသုံးပြုမဲ့ပတင်းတကားအမျိုးအစားများနေရာအနေအထားအသုံးပြုမဲ့ရွေးချက်စတာတွေအပေါ်မူတည်ပြီးမှတင်းတင်းနဲ့မှန်ကိုတက်ဆင်မဲ့ကမ္ပဏီနဲ့ညှိနှိုင်းတိုင်ပင်ပြီးမှရွေးချယ်တက်ဆင်သင့်ပါတယ်ခုလိုရွေးချယ်တဲ့အတွက်တင်တင်မြတာတဲ့ကုန်ကြစရိတ်အပြင်အသုံးပြုတဲ့ပစ္စည်းအမျိုးအစားကိုရရှိနိုင်တာမို့မလိုလားအပ်တဲ့ကုန်ကြစရိတ်အရှိန်စတာတွေအပြင်စိတ်ပင်ပန်းမှုကိုလည်းလျှော့ချနိုင်ပါတယ်လွန်ခဲ့တဲ့ရာစုနှစ်များမှာကတော့မှန်ကိုပတင်းနဲ့တကပေါက်တွေမှာတက်ဆင်အသုံးပြုရခြင်းရဲ့အဓိကရည်ရွယ်ချက်တွေကအလင်းအောင်ရရှိရန်အတွင်းမှအပြင်သို့လွယ်ကူစွာမြင်နိုင်ရန်နဲ့အဆောက်အဦကိုအယောင်မှန်များနဲ့အလှဆင်ရန်ကိုသာဦးစားပေးအသုံးပြုကြပါတယ်အခုလိုပြောင်းလဲလာမှုနဲ့အတူမှန်တွေကိုအဆောက်အဦမှာတက်ဆင်အသုံးပြုမှုရဲ့ရည်ရွယ်ချက်တွေကလည်းတိုးတက်ပြောင်းလဲလာပါတယ်။မှန်များကိုအသုံးပြုပြီးအတန်ဆူညံမှုလျှော့ချခြင်းအပူစီးဆင်းမှုလျှော့ချခြင်းလုံခြုံမှုပိုင်းဆိုင်ရာတိုးမြင့်ခြင်းစတဲ့အပိုင်းများကိုထည့်သွင်းစဉ်းစားအသုံးပြုလာကြပြီဖြစ်ပါတယ်။နောက်တစ်ပတ်မှာကတော့အသုံးပြုတဲ့မှန်အမျိုးအစားများအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။